ကျွန်တော်ဒီဗီဒီယိုမှာတော့ font အနေနဲ့ test တွေကိုကျွန်တော်ကြည့်အောင် font family font change တဲ့အချိန်မှာ font family ဆိုပြီးတော့သုံးပါတယ်ဒီမှာကျွန်တော်တို့ပေးချင်တဲ့ font ကိုပေးလို့ရပါတယ်ကျွန်တော်ကွန်ပျူတာမှာဒီရှေ့ဆုံးက font မရှိဘူးဆိုရင်နောက်ကနေပြီးတော့အရန် font တွေကိုပါကျွန်တော်ထည့်ပြီးတော့ရေးလေးရှိပါတယ် font size တွေအတွက်ကတော့ကျွန်တော် Bezel ဒါမှမဟုတ် REM ဆိုတဲ့ relative unit ကိုသုံးလေးရှိပါတယ်ပြီးရင် font weight ဆိုတဲ့ property ကိုလည်းကျွန်တော်ချိန်လို့ရတယ်အဲ့ဒါကိုကျွန်တော်စမ်းကြည့်အောင်အရင်ဆုံးကျွန်တော် font family ကိုချိန်ကြပါမယ်အဲ့အတွက်ကျွန်တော် body ထဲမှာရှိသမျှ text တွေရဲ့ font ကို change နေတာဖြစ်တဲ့အတွက်ကျွန်တော် body ကို select မှတ်လိုက်ပါမယ်ပြီးရင် font family ဆိုပြီးတော့ဒီမှာဆိုလဲသူလာပြရပေါ့နော်တစ်ခုခုကိုကျွန်တော်ရွေးလိုက်ပါမယ်ဒီလိုဆိုရင် browser ကရှေ့ဆုံး font ကိုသူရှာမယ်ရှေ့ဆုံး font မရှိဘူးဆိုရင်သူနောက်က font တွေကိုတစ်ခုချင်းရှာသွားမှာဖြစ်ပါတယ်အဲ့အတွက်နောက်ဆုံးပိတ်မှာအမြဲတမ်းကွန်ပျူတာတိုင်းမှာရှိတတ်တဲ့ font မျိုးကိုထားပါဒါဆိုရင်ကျွန်တော်တို့ font ကိုပြန်သွားကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ font ရဲ့ပုံစံပြောင်းနေတာကိုတွေ့ရမှာပါဒီဟာကိုလေးကိုထောက်ပြီးတော့ inspect နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာပေးထားတဲ့ကျွန်တော်တို့ရဲ့ font family line ကိုတွေ့ရပါတယ်ပြီးရင်ထပ်ပြီးတော့ကျွန်တော်တို့ဒီ computer ဆိုတဲ့ tag ကိုတွားလိုက်ပါဒီမှာ margin တွေ border တွေ padding တွေကျွန်တော်ကြည့်လို့ရပါတယ်ဒီ element ရဲ့အသေးစိတ်အချက်လက်တွေကိုကြည့်လို့ရပါတယ်ဒီမှာသူ့ရဲ့ font family က Gaussian ဆိုတဲ့ font family ရနေတာကိုကျွန်တော်တွေ့ရမှာပါကျွန်တော်ဒီနေရာမှာတခြား font ကိုသုံးကျင်နေဆိုရင်နှစ်မျိုးသုံးလို့ရပါတယ်ပထမတစ်မျိုးကတော့ Google font ကိုတိုက်ရိုက် link လုပ်ပြီးတော့ user တွေ website ကိုပြတဲ့အချိန်မှာအဲ့ဒီ font ကိုသူတို့ရဲ့ set ထဲကို download လုပ်ပြီးပြတာပါနောက်တစ်မျိုးကတော့ကျွန်တော်တို့ရဲ့ဒီ website ထဲမှာကိုတခါတည်းထည့်ပေးလိုက်တာပါအဲ့အတွက်ပထမဆုံးတစ်နည်းကိုအရင်ဆုံးကြည့်အောင်ဒီကတော့အသုံးများတဲ့နည်းလမ်းဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီမှာ Google font ဆိုပြီးတော့ကျွန်တော်သွားလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီ Google font တွေကိုဝင်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ Google font ကိုကျွန်တော်ရွေးလို့ရပါတယ်ကျွန်တော် Open Sans ဆိုပြီးတော့ရွေးလိုက်ပါမယ်ကျွန်တော်ဒီ font ကိုကျွန်တော်တို့ website မှာသုံးကျင်တယ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Get font ဆိုတော့နှိပ်ပြီးတော့ download လုပ်လိုက်လို့ရပါတယ်ကျွန်တော်တို့ set ထဲကို download လုပ်ပြီးတော့မှအဲ့ဒီ font file ကိုကျွန်တော်တို့ project ထဲကိုထည့်ပေးလိုက်လို့လည်းရပါတယ်အဲ့ဒီလိုမလုပ်ချင်ဘူးဆိုရင်ဒီအပေါ်မှာ get embed code ဆိုတာရှိပါတယ်အဲ့ဒီမှာကျွန်တော်ဒီမှာ website အတွက် link ရဲ့ import ရဲ့ဆိုပြီးနှစ်ခုရှိပါတယ်အရင်ဆုံး import ကိုတစ်ချက်ရွေးကြည့်အောင် import ဆိုရင် style tag ထဲမှာဒီအကြောင်းကိုထည့်လိုက်ရုံနဲ့ရပါတယ်အဲ့အတွက်ကျွန်တော်အရင်ဆုံး copy ယူလိုက်ပါမယ်ပြီးရင်ကျွန်တော်ရဲ့ website ကိုပြန်သွားမယ် Google font တွေကိုကျွန်တော်ထိတ်ဆုံးမှာရေးလေးရှိပါတယ်ထိတ်ဆုံးမှာကျွန်တော် paste ချလိုက်ပါမယ်ပြီးရင်ဒီ style tag ကိုကျွန်တော်ဖြတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ font family open sans serif ဒီလိုမျိုးသုံးလို့ရပါတယ်ကျွန်တော်ဒီဟာကို copy ကူးလိုက်ပါမယ် copy ကူးပြီးတော့ကျွန်တော်တို့ရဲ့ဒီ font family နေရာမှာကျွန်တော် paste ချလိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ text ကိုပြန်ကြည့်အောင်အဲ့လိုပြန်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ font family က open sans ဖြစ်သွားပါပြီကျွန်တော်နည်းနည်းလေးပိုတည်တာသွားအောင် text များများလေးရိုက်လိုက်ပါမယ်အရင်ဆုံး lorem ဆိုပြီးတော့ကျွန်တော်ချလိုက်ပါမယ်ပြီးရင်တော့ကျွန်တော် background image ဟာလေးကိုကျွန်တော် comment ပေးလိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ font က open sans ဖြစ်သွားပါပြီဒီဟာကိုမထည့်ဘူးဆိုရင်ကွန်ပျူတာထဲမှာရှိတဲ့ default font ဝင်နေမှာဖြစ်ပါတယ်ဒီမှာ time ဆိုတဲ့ font ဝင်နေတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ open sans font ဖြစ်သွားပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ import မဟုတ်ဘဲနဲ့ link အနေနဲ့ထည့်တာမျိုးပါဒီတစ်ခါတော့ကျွန်တော်ဒီဟာကို copy ကူးလိုက်ပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ CSS မှာ import အနေနဲ့ရေးတာမဟုတ်ဘဲနဲ့ index.html ရဲ့ head tag ထဲမှာကျွန်တော် embed code in the head of your HTML ရဲ့ head tag ထဲမှာ embed လုပ်ပါဒီအတွက်ကျွန်တော်ဒီနေရာမှာ paste ချလိုက်ပါမယ်ပြီးရင်တော့ style.css ထဲမှာဒီ open sans ဆွဲအတိုင်းပဲကျွန်တော်ထားပါမယ်အဲဆိုရင်ကျွန်တော် website ကိုပြီးတော့ကျွန်တော် refresh လုပ်လိုက်ပါမယ်ဒီလို refresh လုပ်တဲ့အချိန်မှာလည်းသူက open sans font ရနေတာဖြစ်ပါတယ်နောက်တစ်နည်းကတော့ကျွန်တော်တို့ရဲ့ set ထဲကို download လုပ်လိုက်တာပါ download လုပ်ပြီးတော့မှ download font ကိုတစ်ခါတည်းတွဲပေးလိုက်တာပါအဲ့အတွက်ဒီခါကျွန်တော်တို့ download လုပ်ပြီးတော့ထည့်တဲ့နည်းလမ်းကိုသုံးကြည့်ပါမယ်ဒီဆုံးကျွန်တော်ဒီ font ကိုသဘောကျတယ်ဆိုတော့အဲဆိုရင် get font ကိုနှိပ်လိုက်ပါပြီးရင် download all နှိပ်လိုက်ပါအဲဆိုရင်သူ download လုပ်ပြီးသွားပါပြီကျွန်တော်ဒီမှာ download လုပ်ပြီးသွားပြီး zip file ကိုဖြည့်လိုက်တဲ့အချိန်မှာဒီလိုမျိုး folder ကိုတွေ့ရမှာပါဒီထဲမှာ static သူ့ရဲ့ file တွေအများကြီးရှိပါတယ်ဘယ်လိုမဟုတ်ဘဲနဲ့သူ့ရဲ့အပြင်မှာ file နှစ်ခုရှိပါတယ်ကျွန်တော်ဒီ file ကိုကျွန်တော်တို့ရဲ့ project ထဲကိုကျွန်တော်ထည့်လိုက်ပါမယ်ကျွန်တော်ဒီ file ကိုကျွန်တော်ရဲ့ project ထဲကိုထည့်လိုက်ပါမယ်ပြီးရင်ကျွန်တော် rename လုပ်လိုက်ပါမယ် enter ဆိုပြီးတော့ပြီးရင်အဲ့ဒီ font file ကိုကျွန်တော် CSS မှာ
declare လုပ်ရပါမယ် add font face ဆိုပြီးတော့ဒီမှာ font family ဆိုပြီးတော့ကျွန်တော် name ကို enter လုပ်ပေးလိုက်ပါမယ် link အနေနဲ့ကျွန်တော်တို့ခုနကထည့်ထားတဲ့ enter.ttf ဆိုတဲ့ဟာကိုကျွန်တော် link ချိန်လိုက်ပါမယ်ပြီးရင်နောက်မှာ format ဆိုပြီးတော့ ttf file ဖြစ်တဲ့အတွက် true type ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော် save လိုက်ပါပြီဒီကကျွန်တော်တို့ထည့်ထားတဲ့ file နဲ့ကျွန်တော် css မှာ declare လုပ်ရုံပဲရှိပါသေးတယ်အဲ့ဒါကိုကျွန်တော်တို့ယူသုံးဖို့အတွက်ကျွန်တော်ရဲ့ body ထဲမှာဒီ enter ဆိုတာကိုပြောင်းလိုက်ပါမယ်ဒီ enter ဆိုတဲ့နာမည်ကဒီနာမည်နဲ့အတိအကျတူအောင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီဟာကိုကြည့်ပြီးကျွန်တော် refresh လုပ်လိုက်တဲ့အချိန်မှာဒီမှာကျွန်တော်ရဲ့ font family က enter font family ဖြစ်သွားပါပြီဒီမှာကျွန်တော်ခုနကယူလိုက်တဲ့ font က italic font ဖြစ်နေပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးလုပ်လို့ရတယ်ဆိုတာသိအောင်ပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်ဒါပေမဲ့များသောအားဖြင့်ကတော့ Google font ကိုကျွန်တော်ခုနက import လုပ်တဲ့နည်းတွေကျွန်တော် hashtag မှာ link အနေနဲ့ထည့်တဲ့နည်းကိုပို့ပြီးတော့အသုံးများပါတယ်ဒီလိုမျိုးလုပ်တဲ့နည်းက Google font ကို download မရတဲ့နိုင်ငံတွေမှာသာကိုယ့်ရဲ့ project ထဲမှာ font file ကိုထည့်ပေးပြီးတော့ font file ကို declare လုပ်ပြီးတော့ connect လုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်အရင်ပုံစံကိုပဲကျွန်တော်ပြန်သွားလိုက်ပါမယ်ကျွန်တော်ရဲ့ font file ကိုကျွန်တော်ပြန် delete လုပ်လိုက်ပါမယ်ပြီးရင်ဒီ get embed code ထဲမှာဒီ link ကိုပဲ copy ကူးလာလိုက်ပါမယ်ပြီးရင်ကျွန်တော် index.html file ထဲမှာဒီနေရာမှာ paste ချလိုက်ပါမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ enter font ရနေပြီဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ font size ကိုကြည့်အောင် font size ကိုကျွန်တော်တို့ pixel အနေနဲ့ကျွန်တော်တို့ပေးလို့ရပါတယ်ဒါမှမဟုတ်လဲ IEM အနေနဲ့ပေးလို့ရပါတယ်အခုဒီ paragraph text ကိုကျွန်တော်တို့ font size ပေးကြည့်အောင်ဒီတစ်ခါကျွန်တော် font size အနေနဲ့40 pixel ပေးလိုက်ပါမယ်အဲ့ဆိုရင်ကျွန်တော်ဒီမှာ40 pixel ဖြစ်သွားပါပြီဒီမှာဆိုလဲ font size 40 pixel ဆိုပြီးမြင်ရပါတယ် style tag ထဲမှာလည်းကျွန်တော်တို့ပေးလိုက်တဲ့40 pixel ကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ RAM ဆိုပြီးတော့ပေးလို့ရပါတယ်ကျွန်တော်ဒီ RAM ဆိုတာကတော့ကျွန်တော် relative font size ဖြစ်ပါတယ်သူကဒီ default HTML တွေရဲ့ font size က60မှာအဲ့ဒါကြောင့်ဒီမှာ font size က32ဖြစ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ default font size ကိုချိန်လိုက်ရင်သူကလည်းအလိုက်တင်လိုက်ချိန်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်ဒီတစ်ခေါက် HTML tag ကိုကျွန်တော် select လုပ်လိုက်မယ်ပြီးရင်ကျွန်တော် font size ကို default font size ကို80% ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါမယ်အဲ့ဒါဆိုရင်တော့ဒီမှာ36% ဖြစ်သွားပါပြီသူက 2 RAM ဆိုတာကဒီ HTML မှာရှိတဲ့ default font ရဲ့နှစ်ဆဦးဆိုတာဖြစ်ပါတယ်အဲ့ font size တွေကိုတော့ကျွန်တော်တို့ pixel ထက်ကျွန်တော် IEM နဲ့သုံးလေးရှိပါတယ်နောက်တစ်ခုကတော့ font weight ဖြစ်ပါတယ် font weight ကတော့စလုံးအထူအပါကိုကျွန်တော်ချိန်ညှိတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် font weight အနေနဲ့ပေးလိုက်ပါမယ် font weight 100ကနေ900ထိပေးလို့ရပါတယ်100ကတော့အပါဆုံးဖြစ်ပါတယ်ကျွန်တော်100ဆိုပြီးပေးလိုက်ရင်ဒီဟာကကျွန်တော် font weight က100ဆိုတော့ကျွန်တော်ပပလေးပဲတွေ့ရမှာပါတကယ်လို့900ကတော့အထူဆုံးပါဒါကတော့ကျွန်တော်နံပါတ်အနေနဲ့ပေးတာဖြစ်ပါတယ်နံပါတ်အနေနဲ့မဟုတ်ရင်လည်းကျွန်တော်စာအနေနဲ့လည်းပေးလို့ရပါတယ်ဥပမာဖိုးဆိုရင်ဒါ font weight 900ဖြစ်ပါတယ်ဒီမှာကြည့်ရင်လည်းကျွန်တော် font weight 900ကိုတွေ့ရမှာနောက်တစ်ခုက normal ဆိုတော့400ဖြစ်ပါတယ်ပြီးရင်ကျွန်တော် lighter ကိုလည်းကျွန်တော်ပေးလို့ရပါတယ် lighter ဆိုရင်100ဖြစ်ပါတယ်